အသုံးချဖို့အဆုံးမပြောလာတာအပိုင်း26ရှိသွားပြီ1389ခုဒုတိယဝါဆိုလာပြီနေရ2015ခု9လပိုင်း31ရက်တောက်ကြနေ့ကရေးခဲ့ပြောခဲ့တဲ့အဆုံးအမလေးပါအလုပ်တစ်ခုလုပ်နေပြီဆိုရင်ငါမသိဘူးဆိုတဲ့စိတ်ဓာတ်နဲ့အလုပ်လုပ်ရတာဝိရိယအားကောင်းတယ်အလုပ်ပြီးမြောက်တယ်ဒါအပြင်အချိန်မရွေးသိနိုင်တယ်လို့လည်းနှလုံးသွင်းတတ်ရတယ်ဒါမှသာအလုံးမဖြစ်လို့လည်းစိတ်မညစ်တော့ဘူးအလုံးဖြစ်လို့လည်းမာနမကြီးတော့အဲ့ဒီလိုနေတတ်တာကဂုံရှိလို့ဂုံယူစရာပါလို့ဒါလိုလေးရေးထားတာတကယ်လူလောကလူအတိုင်းဝိုင်းမှာနေကြတဲ့အခါလူရလို့ဖြစ်လာရင်အလုပ်တော့လုပ်ကြရတာပဲလူဆိုတာကလူရှင်ယဟန်ပေါ့ဘယ်သူပဲဖြစ်ဖြစ်အလုပ်လုပ်ကြရတာအလုပ်လုပ်တဲ့အခါမှာငါမသိဘူးဆိုပြီးတော့ဇွဲနဲ့မှန်နဲ့အားနဲ့တင်းပြီးတော့အလုပ်လုပ်ကြတဲ့သူတွေရှိတယ်လို့အဲ့ဒီစိတ်မျိုးမရှိလို့အလုပ်ကိုပြီးမြောက်မြောက်မလုပ်ကြတဲ့သူတွေလည်းရှိတယ်လေနောက်တစ်ခုကလည်းအလုပ်ကြီးပဲသေးကြီးမဲကြီးလုပ်နေတဲ့အခါဘာအတွက်အလုပ်လုပ်တာလဲဘာရည်ရွယ်ချက်လဲဘာဖြစ်ချင်တာလဲဘာရချင်တာလဲအဲ့ဒါလိုမေးတဲ့အခါကျတော့ရေးရာရည်ရွယ်ချက်ရေးရာရချင်တာရေးရာဖြစ်ချင်တာတွေကလည်းအလုတ်တန်လုံနေတယ်ဆိုပါစို့တမိုးနေတာလောက်ကိုပဲရည်ရွယ်ချက်ထားပြီးတမိုးနေတာလောက်ကိုပဲလူချင်တဲ့သူတွေလည်းရှိတယ်အဲ့လိုလူတွေအတွက်မှမဟုတ်ပါဘူးလေနောက်တစ်ခါအလုပ်လုပ်တဲ့အခါမှာအဆင်ပြေတာလည်းကြုံရတာတွေရှိတယ်အဆင်မပြေတာလည်းကြုံရတာတွေရှိတယ်များသောအားဖြင့်အလုပ်လုပ်ရင်အဆင်ပြေကြရင်တော့ဘေးထုတ်မပြောတတ်ကြပါဘူးမညီးကြပါဘူးအဆင်မပြေရင်တော့ပြောလိုက်ကြတာဘေးကိုညီးလိုက်ကြတာလှဲ့တောင်ရမ်းပြစ်သေးတယ်ဘေးလူတွေကိုပါတစ်မျိုးထင်တစ်မျိုးမြင်ပြီးတော့ကိုယ်အဆင်မပြေမှုလို့ပောက်ကွဲတာတွေလည်းရှိတတ်တယ်နောက်တစ်ခုကလည်းဗုဒ္ဓမြတ်စွာသာသနာရဲ့အဆုံးအမမှာပရိယတ္တိနဲ့ပရိပတ်တိဆိုတာရှိတယ်ပရိဝေဒဆိုတဲ့မဉ္ဇဉ်ပူညာရဖို့ပေါ့ပရိယတ္တိစာချစာသင်အရှင်မြတ်တွေရဲ့စိတ်ဓာတ်ပฏิပတ်တိအလုပ်အားထုတ်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်ပရိယတ္တိအလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေဟာသိတော့မှာပဲဆိုတဲ့စိတ်မွေးလိုက်ရင်ဘယ်သူကလုပ်တော့မှာတော့သိမယ်ဆိုတာတော့သိထားတယ်လေပฏิပတ်တိတရားကျင့်နေဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့ငါမသိသေးဘူးဆိုတဲ့စိတ်ကပฏิပတ်တိကိုအထောက်အကူပေးဖို့ရသိမလွယ်အထောက်အကူပေးတာကငါခုချက်ချင်းသိတော့မယ်ဆိုတဲ့စိတ်မျိုးကတကယ်ကိုနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေအတွက်အာဇီဖြစ်တာပေါ့မရဏတတိလို့ပြောမှာပေါ့ဒါပေမဲ့ပရိယကတ္တလားပရိပကတ္တလားဆိုတော့မဟုတ်ပါဘူးပရိယစာပေတွေတဲ့သာသနာအတွက်ဘုရားအဆုံးအမတွေအတွက်စွန့်နိုင်သမျှဆောင်ရွက်ကြတဲ့သူတော်ကောင်းတွေကပฏิပတ်ဆိုတာလေပရိယလုံရင်လည်းပฏิပတ်ပါနေကြတာတွေရှိတယ်ပฏิပတ်ကျင့်နေကြတာပฏิပတ်ကျင့်နေရင်နဲ့ပฏิပတ်တရားတွေအားထုတ်နေရင်လည်းပရိယစွန့်နိုင်တယ်ဆိုရင်လောက်ရမှာတွဲလောက်ရမှာမျက်လုံးတောင်နှစ်ဖက်ရှိတာပဲလက်တောင်နှစ်ဖက်ရှိတာနားတောင်နှစ်ဖက်ရှိတာပဲခြေထောက်တောင်နှစ်ဖက်ရှိတာပဲအဲ့ကြောင့်မို့ပရိယတ္တိစာသင်သားတွေစာချစာသင်အရှင်မြတ်တွေကငါမသိဘူးဆိုတဲ့စိတ်နဲ့ပရိယတ္တိသာသနာကြီးကိုဆက်လက်ထိန်းသိမ်းပฏิပတ်တိအားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့ငါခုသိတော့မယ်လက်တဆန့်အတွင်းသိတော့မယ်ဆိုတဲ့စိတ်နဲ့မသိခင်ရသမျှတရားအသိကိုရအောင်ကြိုးစားတော့ဒီနေရာမှာပရိယတ်နဲ့ပฏิပတ်နှစ်ခုပေါင်းလိုက်ရင်စာချစာသင်ရင်နဲ့သိမှသိတယ်အချိန်မရွေးသိနိုင်တယ်မသိခင်ရနိုင်သမျှပရိယတ္တိအလုပ်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးပฏิပတ်တိအားထုတ်ရင်လေပရိယတ်ကင်းလို့မရဘူးပရိယတ်ကိုလုပ်ရမှာပဲဖတ်ရမှာပဲသိရမှာပဲဆိုတာမျိုးစိတ်ဓာတ်ကောင်းနှစ်ခုလုံးအကောင်းကြီးပါပဲအကောင်းတွေနှစ်ခုလုံးတစ်ပြိုင်တည်းလုပ်တတ်အောင်ရဘာကျေးဇူးများတုံးဆိုတော့ငါမသိဘူးဆိုတဲ့စိတ်နဲ့အလုပ်လုပ်ရင်ကောင်းတဲ့အလုပ်လုပ်တာကိုပြောတာပေါ့လေအလုပ်လုပ်ရင်ကိုယ်အကျိုးအများအကျိုးလောကအကျိုးကိုငါမသိဘူးဆိုတဲ့အလုပ်လုပ်ရင်ဝိရိယတွေပိုအားကောင်းလာတယ်ငါဘယ်တော့မှမသိဘူးဆိုတဲ့စိတ်နဲ့အလုပ်ကိစ္စတွေလည်းအဲ့ဒီဝိရိယထောက်ပံ့လို့ကိုအောင်မြင်သွားတာတွေအများကြီးရှိတယ်ဒါပေမဲ့အလုပ်အောင်မြင်တဲ့အခါကျတော့မာနဖြစ်တတ်တယ်
စိတ်ထဲမှာငါဆိုတာမျိုးတွေလည်းဖြစ်တတ်တယ်ငါလို့မလုံနိုင်ရပါဘူးဆိုတာမျိုးလည်းဖြစ်တတ်တယ်တလောကလုံးမှာငါတယောက်တည်းဖျားမှမဟုတ်ပဲလေကွာတလောကလုံးမှာငါလို့လူဤစဘူးငါတယောက်တည်းရှိတယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေဖြစ်တတ်တယ်ဖြစ်တဲ့အခါမှာလမ်းမှန်တော့ရလမ်းမှသွားရင်မတွေးဝန့်စရာအဲ့ကြတော့ကိုယ်လည်းပဲအများနဲ့ဆက်ဆံတဲ့သိချင်းသဘောကိုယ်မှလည်းရှိတယ်ဆိုတာမျိုးလေးနှလုံးသွင်းရတယ်ပေါ့အဲ့တော့ဘာပဲပြောအထင်ကိုပေါ့ဒီဘက်ကိုလွန်သွားမဲ့အစားဟိုဘက်ကထိမ့်ပြီးတယ်ဟိုဘက်ကိုလွန်သွားမဲ့အစားဒီဘက်ကထိမ့်ပြီးတနည်းပြောပါဆိုရင်တော့အလုံးလုံးနေတဲ့စိတ်ဓာတ်ကြတဲ့သူတွေအတွက်သွားပါပြီလို့စိတ်လျှော့လက်လျှော့နဲ့ဝရိယတွေယော့သွားမဲ့အစားဝရိယအားကောင်းငါမသိဘူးငါအလုပ်ကိုအောင်မြင်အောင်လုပ်ကိုလုပ်ရမယ်မသိမချင်းဒီလိုစိတ်ဓာတ်မျိုးလေးဖြစ်အောင်ဆုံးမရေးပြတာပါတစ်ဖက်ကလည်းပဲလှုပ်တိုင်းဖြစ်လှုပ်တိုင်းအောင်မြင်လှုပ်တိုင်းကြီးပွားငါလိုလူစဘူးမရှိဘူးဆိုတဲ့အဲ့လိုစိတ်တွေများဖြစ်သွားရင်လည်းပဲကောင်းတဲ့ဘက်မဟုတ်ဘူးလေလွန်သွားကြုံသွားရင်မကောင်းဘူးပေါ့လိုသွားပို့သွားရင်မကောင်းဘူးပေါ့အဲ့ဒါလိုမျိုးအတွက်အချိန်မီသိနိုင်တယ်လို့လည်းနှလုံးသွင်းတတ်အဲ့ဒီကြတော့ဘာတွေများအကျိုးရှိလာတော့ဒီနှစ်ဖက်အတိဒီအတိတရားနှစ်ခုဒီစိတ်ဓာတ်နှစ်ခုတကယ်လိုအပ်တဲ့စိတ်ဓာတ်နှစ်ခုကိုယ်စိတ်မှာလက်ဝဲပိုင်ရရှိထားတဲ့သူကအလုံးလုံးတဲ့အခါကိုစွမ်းသမျှလောက်တာပဲကိုနိုင်သမျှလောက်တာပဲကိုအရေးချင်းနဲ့ကိုလောက်တာအလုံးမဖြစ်လို့လည်းစိတ်မညစ်တော့အလုံးဖြစ်လို့လည်းပဲမာနမကြီးတော့ဘာဖြစ်လို့ဆိုငါ့မှာဝရိယရှိလို့အလုံးဖြစ်လာတယ်ငါ့မှာအတိတရားလေးရှိလို့မာနမကြီးတော့ဘူးအလုံးဖြစ်လို့မာနမကြီးတော့ဘူးဆိုတာကဝရိယကြောင့်ငါအလုံးဖြစ်လာတာအောင်မြင်လာတာစွမ်းနိုင်တဲ့အရေးချင်းတွေကြောင့်တည်တတ်မှုကြောင့်နားလည်မှုကြောင့်ကြိုးစားမှုကြောင့်စိတ်အေးချမ်းမှုကြောင့်အလုပ်တစ်ခုဖြစ်ဖို့ဆိုတာဒီအကြောင်းတရားတွေစုံမှအလုပ်ကအောင်မြင်ဖြစ်တာကြိုးစားတာတခုတည်းဒီမှာဝရိယလို့ပြောပြီးမှကျန်တာတွေလည်းပါသေးတယ်နိအဲ့တော့အဲ့ကြတော့မှအလုပ်လုပ်နေတာငါအလုပ်ဖြစ်အောင်မြင်တာကဟိုးဝရိယတွေတမာတိတွေယုံကြည်မှုတွေစိတ်အေးချမ်းမှုတွေကြိုးစားမှုတွေနားလည်မှုတွေမပြတ်အစဉ်ဆက်လုပ်မှုတွေဒါတွေကြောင့်အလုပ်ကြီးအောင်မြင်လာပါတာပဲဆိုတော့အလုပ်အကျိုးပေးနဲ့ဖြည့်ဆည်းရတဲ့အကြောင်းတရားအလုပ်လုပ်မှုတွေနဲ့မြင်ဝါထင်နေမြင်လာတွေ့လာတာပေါ့လေဒါလည်းအသိဉာဏ်ပဲလေဒါကိုလေတရားအထုတ်တယ်ပြောလေရတယ်တကယ်လို့များအလုပ်မဖြစ်ခဲ့ရင်လည်းပဲဝိရိယလိုနေသလားကြိုးစားမှုငါစိတ်မအေးစိတ်ပူပဲနဲ့လုံနေလို့ဟိုလွယ်ချော်ဖြစ်နေသလားငါစင်စဲမပြတ်မလှုပ်ဖဲနဲ့နားလိုက်အိတ်လိုက်လှုပ်လိုက်မလှုပ်လိုက်နားလိုက်အိတ်လိုက်ဒါနဲ့ပဲပြီးနေသလားအလုပ်ကိုစိတ်ဝင်စားမှုနည်းနေသလားတကယ်ကိုလှုပ်ရမယ့်နည်းပညာတွေကိုနားမလည်လို့လားနားလည်လို့လားလို့အဲ့ဒီမှာကိုယ့်လိုအပ်ချက်တွေကိုမြင်လာတယ်အမှန်တော့ကိုယ့်လိုအပ်ချက်ကိုမြင်လာတယ်များတော့မာနမကြီးတော့ဘူးလေကိုယ့်လိုအပ်ချက်ကိုသိလာတယ်မြင်လာရင်ပြင်မယ်လေပြင်လဲအလုပ်ကလည်းအောင်မြင်မယ်အဆုံးမတစ်ခုဆိုတာကကိုရေးလို့ရဟုတ်ပါဘူးကိုပြောလို့ရမဟုတ်ပါဘူးဒါတွေလည်းကိုအသိရဟုတ်ပါဘူးဘုရားဟောထားတဲ့အဆုံးအမစကားတွေကိုသိလာမှတ်လာတတ်လာတော့နားလေတော့နားလေသင်တော့နားလေလာတော့မှဒါလေးတွေရေးချပြစ်တာပါအကုန်လုံးကဘုရားအဆုံးအမတွေကိုကော်ပီကူးတာပါပဲကော်ပီကူးပြီးတော့လူတွေနဲ့အဝင်ခွင့်ညမဖြစ်တဲ့နားမလည်နိုင်တဲ့စကလုံးတွေကိုကိုယ်ကစကလုံးပြင်ပေးတာပါပဲဒါပါပဲဘုရားအဆုံးအမတွေပါပဲတကယ်ကိုအလုတ်မဖြစ်လို့လဲစိတ်မညစ်တော့ဘူးအလုတ်ဖြစ်လို့လဲမာနမကြီးတော့ဘူးဆိုရင်ကိုလုံနေတာတတ်တအကျိုးပေးကတတ်တကိုလုံနေတဲ့အလုတ်ကိုဘက်က human resource ပေါ့လူစွမ်းအားဒါမှမဟုတ်ကိုယ့်ရဲ့အရေးချင်း capacity capability တွေဒါတွေပြည့်စုံလာရင်အလုတ်လုပ်တဲ့သူရဲ့အရေးချင်းတွေပြည့်စုံလာရင်အလုတ်ဆိုတာသူ့အတူဖြစ်လာတာပဲအောင်မြင်လာတာပဲဆိုတဲ့သဘောတွေပါပေါက်လာတယ်အဲ့ကြတော့အလုံးမဖြစ်လို့လဲစိတ်မပင်မတော့ဘူးအလုံးဖြစ်လို့လဲမောက်ကြောင်မြောက်ကြွနဲ့အလုံးကိုရက်ပြစ်တာမျိုးဟုတ်လာပြီထင်သွားတယ်မျိုးလည်းမရှိတော့ဘူးဆိုရင်အဲ့လိုမျိုးဘလောက်လောကမှာကိုဒီပင်လေးကိုအတွက်ကိုဘဝအတွက်အလွန်အသုံးချတဲ့သူဖြစ်လာတယ်ဒီအဆုံးအမတွေကိုအသုံးချရင်ပေါ့အဲ့လိုအသုံးချတဲ့သူဖြစ်ဖို့အသုံးချဖို့အဆုံးအမပါဒီအသုံးချရမယ့်အဆုံးအမလေးတွေကိုသိပြီးအသုံးချနိုင်ရင်တဖြည်းဖြည်းကြီးပွားတိုးတက်အောင်မြင်တဲ့သူတော်ကောင်းဖြစ်လာပါတယ်သူတော်ကောင်းဖြစ်ပါစေတည်း
အာ